တို့တို့နဲ့ပတ်ချီမိုဘိုင်း collaboration တွေကလည်းဒီရက်မှာပဲ game တွေရရှိလာပြီဆိုတော့လာမယ့် July လ 12 ရက်နေ့မှာဆိုရင်ညီကိုရဲ့ပတ်စံကိုရရှာမဲ့နာရူတိုရဲ့လန်ဆာ collaboration 3ခုကဘာလေးဖြစ်မလဲဆိုတာကိုတစ်ချက်ရှိလိုက်ကြအောင်အားလုံးပဲမင်္ဂလာပါမရှိပါပထမဆုံးအနေနဲ့ပါဝင်လာမှာကတော့ညီကိုရဲ့အားလုံးပဲစောင့်မြင်နေကြတဲ့ collaboration ကိစ္စအသစ်ဖြစ်တဲ့ Naruto Ultimate ဆက်လေးပါပါဝင်လာမဲ့ကျွန်တော်တို့ရဲ့ကြောင်မင်းသားလေး Naruto ကိစ္စလေးကစိတ်မှုနဲ့စိတ်ပတ်မှုဆိုပြီးတော့မှ Ultimate ဆက်နှစ်ထည့်သွင်းပေးလာမှာဖြစ်ပြီးတော့လူချက်ချက်အနေနဲ့ outfit နှစ်ထည်လုံးနဲ့ထူးထည်အနေမှုနဲ့တွေးတိမှုဆိုပြီးတော့မျိုးပြောင်းလဲကစားလို့ရအောင်ပါကြောင်မင်းသားလေး Naruto Ultimate ဆက်နဲ့တူပါဝင်လာမဲ့ upgrade gun skin အနေနဲ့ကတော့အရောင်မျိုးပြောင်းလို့ရတဲ့ UG gun skin လေးပါဝင်လာမှာပါ gun skin အဆိုင်မှာကိုရှိမယ်ဆိုရင် Oh my god wow တို့ပြောအောင်တော်လေးကိုလမ်းပြီးတော့ gun skin hair effect swift fire animation effect emote effect တွေကလည်းဘယ်လိုပြောမလဲဆိုရင် It was perfect. Perfect. သင်ကောင်းစားတစ်ခုကတော့ညီကိုတို့မှာရှိတဲ့ method ကျန်သုံးလေးတွေကအခုဘက်မှာသုံးလို့မရမလို့ method ကျန်တဲ့ UG gun ကိုလည်းမဲ့ပြီးစဉ်းစားထားတဲ့ညီကိုတွေအတွက်ကိုတော့30ခန့်ညီတက်ပြလိုက်ကြပါနောက်ထပ်ပါဝင်လာမှာကတော့ Naruto collaboration project နဲ့ lucky spin လေးပါဝင်လာမှာပါဝင်လာမဲ့ outfit အနေနဲ့ကတော့ကျောင်းမင်းသားလေး Uzumaki Naruto တတ်တယ်ပါယောဟမ်ကျောင်းမဟုတ် okay ကျောင်းမင်းသားလေး Naruto Final Sasuke လူတော်ဇလန်နဲ့ပြောင်းလဲရမလို့ဖြစ်ခဲ့ရတဲ့ Uchiha Sasuke Sakura ဘန်ကန်လီရဲ့အသေးဆွဲအတက်ကကာရှိရေကူကန်လီနဲ့တော်လို့ချစ်ဖို့ကောင်းတဲ့ဟိုကာဟိနတာဘာပူတော့မာမီချူနာတဲ့အဲလိုစနေဂျီလာယာဆန်စီနဲ့နားတော့ final ပေါ့ Uchiha Madara လို့ပေါင်းမလာမှာပါထားနေပါအောင်ဘယ်မလဲရတော့ဆိုရင်ကိုယ့်ရဲ့ကိုယ်ပိုင်ကလောင်တော့ရှင်းပြီးတော့အမောင်ထဲကနေပဲကျွန်တော်တက်စစ်စွာကောက်ပြီးခဲ့ရလို့ဘယ်မလဲသူမအတွက်ဆိုရင်လောကကြီးနဲ့တယောက်ထိတ်တိုက်ရင်ဆိုင်ရမယ်ဆိုရင်တော့မှလုံးဝကြောက်ရွံ့မှုမရှိခဲ့လို့သူတို့ရဲ့ final သူမပေါင်းလာတာကတော့နည်းနည်းလေးစိတ်ပျက်စရာကောင်းပါတယ်အဲကြောင့် channel လေးကို follow လုပ်ခဲ့ပြီးပါမသိဘူးကွာနောက်ဆုံးအနေနဲ့ကတော့ game အပတ်မှုမှာ boss နဲ့ပေါင်းလာမယ်ပရမကွန်မြူနီတီကိုချီပီခိုရာမပါတီအနေနဲ့လည်းထည့်သွင်းပေးလောက်အောင်ပါဒါတွေကတော့ကျွန်တော်ဆက်နေနေမှာရောက်ရှိလာမယ်ဗန်လေးဖြစ်ပြီးတော့ညီကိုလေးအနေနဲ့ဘယ်လိုထင်လို့လဲဆိုတော့ကောမမှာဆွေးနွေးကြလို့ရပါတယ်